အာယုံမှာတိလာအောင်မနှောမှာထင်လာအောင်သတိပေးတယ်အဲ့ဒါဒီကိုနဲ့ဆိုင်တယ်ဟုတ်ကဲ့ပါကိုနဲ့ဆိုင်တယ်ရုပ်ရှင်လေးတစ်ခုကြည့်ဦးရပေါ့နော်အဲ့ဒီဇာတ်လမ်းတော့မှာဇက်ဆောင်က तू ကလူတွေက accident မဖြစ်အောင်ဆောက်ရှုပ်ပေးရတဲ့အင်ဂျင်ပေါ့လူတွေက accident ဖြစ်တော့မယ်ဆိုဥပမာဖုန်းသုံးနေနဲ့ကောင်းမောင်းမီလို့အဲ့လိုက accident ဖြစ်တော့မယ်ချင်းသူတို့အဲ့လိုမျိုးကဲဆဲနိုင်လို့ဆိုသူတို့ရဲ့အတောင်ပန်တွေကပိုကြီးလာတာပေါ့နော်အဲ့လိုမကဲဆဲနိုင်ဘူးဆိုအတောင်ပန်တွေသေးပြီးတော့ power တွေပြုတ်သွားပြီးတော့လုံးဝရိုးဒီ angel ဖြစ်သွားတာပေါ့ဆိုတော့အဲ့ဒါလည်းဟို Hollywood movie တစ်ခုပေါ့နော်သူတို့မှလည်းဒီအယူအဆတွေကရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ရှင်မခုပြောသွားတာဆိုလို့ရှိရင်တိုက်ဆက်ဆိုတာမှန်တယ်ဒါပေမဲ့ဟိုကိုတိုင်းကလည်းသူတို့လက်ခံထားရမယ်နောက်တစ်ခုကျတော့လည်းသူတို့မှလည်းသူတို့ရဲ့အလုပ်တွေနဲ့သူတို့ကသူတို့အလုပ်တွေရှိကြတယ်အဲ့တော့ကိုတကခုဖြစ်လာတဲ့ခါမှာသူတို့ကာကွယ်ပေးကြတယ်ကိုမသိရလဲဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်လေသူတို့မှကာကွယ်ပေးနိုင်တဲ့အင်အားမရှိတာလည်းဖြစ်နိုင်ပေါ့ဒါပေမဲ့ကိုသူတို့နိုင်တဲ့အားနဲ့သတိပေးကြတယ်ဒါမှမဟုတ်လေလုပ်ပေးနိုင်မဲ့သူတွေစီကိုလမ်းညွှန်ပေးကြတယ်ပေါ့နော်ဒါမျိုးဆောက်ရှောက်မှုတွေကိုကမသိတာပေါ့နော်တစ်ဖက်ကလက်ဖမိုးတစ်ဖက်ကလက်ဖွားဖြစ်နေနိုင်တာမျိုးအခြေအနေမျိုးတွေရှိနိုင်တယ်ပေါ့နော်မှန်တာပေါ့အဲ့တော့အဲ့ဒါလည်းပတ်သက်ပြီးတော့ထပ်ပြီးတော့မေးချင်တာပေါ့နော်အဲ့လိုခုနဆရာမပြောသလိုပေါ့သူတို့ဆောက်ရှောက်နေရကိုကမသိဘူးဒါပေမဲ့ကိုကပြောလိုက်ရောဗဇက်ကနေပြောငါကတော့နင်တို့တိုက်ဆက်ဆိုပြီးတော့နင်တို့အတွက်ဟိုလိုလုပ်ပေးလိုက်ရဒီလိုလုပ်ပေးလိုက်ရတာငါကကျတော့နင်တို့ကဘာမှမလုပ်ပေးဘူးငါ့ကိုကျဒီလိုမျိုးဆိုအဲ့လိုမျိုးအပြစ်ပြောတာပေါ့နော်အဲ့လိုမျိုးဟိုဆက်ရွက်တိုက်ထားတာပဲဖြစ်အဲ့လိုမျိုးပြောတဲ့ခါမှာအဲ့လိုမျိုးလူချင်းသူတို့လည်းပူထုစင်လို့အဆင်မပြောရလေကိုကြီးလည်းကိုကစေတနာထားပြီးလုပ်ပေးနေတာ तू ကမသိတဲ့ခါကျတော့ကိုစော်ကားတာမျိုးစေတနာကိုအတိမပြုတ်ရမျိုးစိတ်ဆိုးတယ်ဆိုတော့အဲ့လိုမျိုးတွေရောသူတို့ဘက်မှာရောရှိနိုင်လားဆရာမရှိနိုင်သလားဆိုရင်ရှိနိုင်တယ်80%လောက်တည်ရှိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆရာမတို့လူချင်းမှာတော့မှသမီးရဲ့တယောက်နဲ့တယောက်ဟိုအဆက်အသွယ်မရှိတဲ့အခါမှာ तू ကဒီလိုလားငါကဒီလိုလားငါကတော့သူ့ပေါ်မှာသတိရလိုက်ရတာ तू ကတော့ငါ့ကိုဆက်သွယ်ပေါ်မရဘူးအဲ့လိုမျိုးစိတ်ကနေကိုယ်စိတ်နဲ့ကိုတယောက်တည်းတွေးပြီးတော့စိတ်ကွက်တတ်တယ်အဲ့ဒါသူတို့တွေကစိတ်မဖတ်နိုင်ဘူးပေါ့စိတ်မဖတ်နိုင်တာမဟုတ်ဘူးသမီးဘယ်လိုပြောမလဲခုနပြောခဲ့သလိုပဲဒီလူတယောက်အပေါ်မှာပဲစိတ်တစ်ခုလုံးကိုပုံပြီးတော့ရှိနေဖို့ရဆိုရင်အစွဲလန်းသိပ်ကြီးတဲ့ဥပမာလေ့ကျင့်မရခြင်းနဲ့ကြံခဲ့တဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်မျိုးတွေနောက်တစ်ခါအငယ်ဆုံးသားသမီးတွေကိုစိတ်မချလို့လိုက်ဆောက်ရှောက်နေတဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်မျိုးတွေဆိုရင်တော့ချက်ချင်းသိနိုင်တယ်ဥပမာကိုကဒီမှာဖြစ်ပြီးတော့ပြောလိုက်တဲ့အခါမှာတယုံလောက်ကိုတော့အပြစ်ဖြစ်တာနည်းပါတယ်ဟုတ်ကဲ့ပါဆရာမဟုတ်တော့तू ကမသိတာမသိတဲ့အခါမှာသူကထပ်တလဲလဲသတိတွေပေးတယ်ထပ်တလဲလဲသတိတွေပေးဒါပေမဲ့သူတို့မှလည်းသူတို့ရဲ့ limit လေးတစ်ခုတော့ရှိတာပေါ့နော်ကိုကတအားကြီးကိုထူပိမ့်ပြီးဘလို့ပဲသတိပေးမဟုတ်ဘူးဒါငါစိတ်ကထင်နေတာမဟုတ်ဘူးငါဒါရုပ်ရှင်တွေအကြည့်များလို့တအားကြီးကိုအဲ့လောက်ကြီးဖြစ်နေတယ်ဆိုရင်တော့လေဟိုတမျိုးတော့ဖြစ်မှာပေါ့နော်တော်ယုံမယိုတဲ့စကားကိုခန္ဓာကမှရှိတဲ့ရုံညံ့တဲ့အရာတွေနဲ့တိုင်းထွာပြီးဆဲရေးတာမျိုးတွေဟိုနောက်တစ်ခါစော်ကားပြည့်ရပြူတာမျိုးတွေလောက်ကလွဲရင်တော်တန်ဒီဘက်ကဟိုစိတ်ကွက်တာမျိုးပေါ့နော်မတိလို့ကွက်တာကိုများသောအပြင်ကမတိလို့ဒါလည်းမှားကြတာပေါ့နော်တိရသားနဲ့တော့တုံစော်ကားတဲ့သူနည်းပါတယ်အဲ့တော့အဲ့လိုမျိုးတွေကလွဲရင်ခွင့်လွှတ်တတ်ကြပါတယ်တော်တော်များများလေဟုတ်ကဲ့ပါအဲ့ဒါဆိုရင်လေဆရာမဟိုဒီဆရာမတို့ဒီ logi ပညာထဲမှာစကားရှိရလေတိုက်ညိုးတယ်တို့ဟုတ်ကဲ့တိုက်ကမကြည်နဲ့လို့ဒါတွေကြတော့ဘာကြောင့်ဖြစ်လာဘာကြောင့်ဖြစ်လာလဲဆိုတော့တိုက်ညိုးတယ်ဆိုတဲ့နေရာမှာခုနစကားလေးကိုပြန်ကောက်ရရင်ဥပမာပေါ့သူတို့ကဆောက်ရှောက်တယ်တို့တော့လူကကြတော့မသိဘူးသိအောင်ပြလဲမသိတဲ့လူတွေရှိရသမီးရဲ့အဲ့ခါမျိုးမှာကြာလို့ရှိရင်ကိုကလည်းမသိနေဘူးမသိနေဘဲနဲ့ကိုမှကိုဘက်ကနေစော်ကားတိုင်းထွာမှုမျိုးတွေပေါ့ဆဲရေးမှုမျိုးတွေပြည့်ရပြုမှုမျိုးတွေအဲ့လိုမျိုးတွေမှာလဲဒါဒီတိုက်ညိုးတိုက်ပြဖြစ်တတ်တယ်ဒါပေမဲ့ဒီဘက်ခေတ်မှာတော့အဲ့ဒီဟိုခုနပြောခဲ့သလိုတအားရိုင်းဆိုင်ရင်းတီးတွေလောက်ကလွှဲရင်ခွင့်လွှတ်ကြပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ဂတိပြတ်တာပေါ့ဟုတ်ကဲ့ဥပမာတချို့ဆိုရင်ဒီလူအေကိုလာဖို့ခွင့်ပန်လာတဲ့အခါမှာအိမ်အောင်လုံးဝမပြုတ်ပါဘူးအိမ်အောင်လုံးဝမပြုတ်ပါဘူးဆိုတဲ့နေရာမှာဒီအကိုတွေအမတွေထားပါတော့နော်အကိုတွေအမတွေမိသားစုတွေကဘာဖြစ်လို့အိမ်အောင်ပေးမပြုတ်လဲဆိုရင်သူတို့ရဲ့လွယ်ပြောရင်သူတို့ကိုမေ့သွားမှဆိုလို့ဟုတ်ကဲ့သမီးတို့လည်းသိတာပဲလူဖြစ်လာတဲ့အခါမှာလူတယောက်ရဲ့နေ့စဉ်တာဝန်နေလှုပ်ရှားရုန်းကန်မှုနေထိုင်စားသောက်မှုတွေအတွက်ပင်ပန်းမှုတွေကတအားပင်ပန်းလာရင်ဘာမှတော့မတွေးနိုင်တော့တဲ့အထိပဲဒီခါမျိုးမှာလင်ကိစ္စသားကိစ္စမိသားစုအရေးပေါင်းများစွာပါလာရင်ပို့ပြီးတော့လှည့်မကြည့်နိုင်တော့အဲ့တော့သူတို့ကိုသတိရတန်းတာဖို့ဆိုတာပိုဝေးသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့အိမ်အောင်ပြူခြင်းကိုတားမြစ်တာရှိတယ်
တချို့ကြတော့ဘဝဟောင်းမှာလက်တွဲပေါ်ကြီးကျင်းခဲ့တယ်လူပြည်လူရကိုခဏသွားမယ်ဆိုပါတော့ဒီကိစ္စတစ်ခုသွားလုပ်မယ်ပေါ့ဖះတဲတာလည်းဖြစ်ရင်ဖြစ်မယ်ចောင်းဆောက်တာလည်းဖြစ်ရင်ဖြစ်မယ်ရဟန်းတကာသွားခံတာလည်းဖြစ်ရင်ဖြစ်မယ်ကိုတိုင်းကလူသားလာလျင်ပြုလုပ်လို့ရတဲ့ဒီရဟန်းတက်ချင်းကိုလာလုပ်တာလည်းဖြစ်ရင်ဖြစ်မယ်တရားလာနာတာလည်းဖြစ်ရင်ဖြစ်မယ်ဒီကိစ္စသွားလုပ်ဖို့အတွက်တော့သွားအောင်မယ်ဘယ်နှစ်နေ့နေတော့ပြန်ခဲ့မယ်ဆိုပါစို့အဲ့ဒီအခါမှာများသောအားဖြင့်အိမ်အောင်ဘက်တွေကြံခဲ့တဲ့အခါအိမ်အောင်ပြုတ်တာကိုလုံးဝလက်မခံဘူးပြောမယ်ဆိုရင်တခြားယောက်ျားတစ်ယောက်တခြားမိန်းမတစ်ယောက်ရဲ့ရင်ဝင်ထဲမှာသူတို့ရဲ့အဆက်ပဲဆိုပါစို့ရှိနေတာသူတို့ကိုမေးလျော်ပြီးတော့နေတာကိုသူတို့စိတ်ထဲမှာဖောက်ပြန်သွားတယ်တိုဒီမို့သူတို့ကိုသစ္စာဖောက်တယ်လို့သူတို့ကလက်ခံလိုက်တာဒါပေမဲ့စမဘဝချားဝါးရေးဆိုတော့သူကလက်မခံဘူးလို့လားလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဘဝချားပြီးပြောင်းလဲတာကိုပြောင်းလဲပြီးလူဖြစ်ဘူးတဲ့သူကပဲသိတာအဲ့ဒီမေ့သွားတာကိုတိုက်ဆက်တရားမှာဆီယမရဲ့အတွေ့အကြုံဆိုရင်ဆီယမဒီတိုက်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့2019ကတာဝန်ယူပြီးဆောင်ရွက်ခဲ့တာပေါ့နော်ဒီနေ့ဒီချိန်ထိဆိုရင်တရားမှာတိုက်ဆက်တရားမှာတရားလုံးအဲ့လိုလူတွေကလက်မခံဘူးဆိုတော့ဒါဆိုရင်ကျမတို့ကဒီဘက်ရောက်လာရင်ဒီဘက်ခံတာဒီမျက်နှာပေါ့နော်ဟိုဘက်မှာတော့ဒီပုံဟုတ်ချင်မှာဟုတ်မယ်လေဒါကတော့ဟုတ်တယ်ကုသကန်ရှိတဲ့ပုံတွေရဖြစ်လာတာကိုကိုယ့်ရဲ့ဇာတိရုပ်ပေါ့ငကားဆိုလဲငကားခန္ဓာပေါ့နော်အဲ့တော့ဟိုဘက်ကကြံခဲ့တဲ့ဒီကိုယ့်ရဲ့ဒီလူမျက်လုံးနဲ့မမြင်ရတဲ့ဘက်ကကျကိုယ့်ကိုဘယ်လိုမြင်တာဒီဘက်ပုံစံနဲ့ပဲမြင်တာလားသူတို့ရဲ့ဆွဲနေတဲ့ဘဝတစ်ခုကပုံစံနဲ့မြင်တာလားအခုသမီးဆိုလို့ရှိရင်သမီးကိုမြင်ရတဲ့အခါမှာသမီးရဲ့ပဋ္ဌာန်းဆက်တစ်စုံတစ်ယောက်ကကြံခဲ့တယ်ဆိုပါစို့ဥပမာနော် तू သိခဲ့တဲ့အသည့် तू မြင်ခဲ့တဲ့အမြင် तू ထိတွေ့မှုရဲ့ခံစားမှုတိုင်းပဲ तू မှတ်မိတာသမီးဒီဘယ်လိုခန္ဓာဖြစ်နေပါစေသမီးရဲ့ခန္ဓာကိုယ်မှာအခြားနာမ်တစ်ခုရှိနေပြီလားဟုတ်ကဲ့အဲ့ဒီအနေနဲ့ तू သိတာဒီသမီးပဲဒါပေမဲ့ဘာလို့သမီးခန္ဓာကိုယ်မှာရှိရဲ့လူတစ်ယောက်မှာသိစိတ်မသိစိတ်ဆိုတာကိုအလွယ်ပြောကြတယ်ဟုတ်မသိစိတ်ခန္ဓာကိုယ်မှာတစ်ခါတလေမှာကိုကအိမ်အောင်မရှိတဲ့သူအပြိုပင်ဖြစ်နေပါစေဟဲ့ငါ့အိမ်အောင်ငါချစ်သူကိုလွမ်းလိုက်တာဆိုတဲ့ feeling မျိုးရဘူးတာတွေကြုံဘူးလိမ့်မယ်အဲ့ဒီခါမျိုးမှာဘာလဲဆိုတော့ဒါဒီအလွယ်ပြောတာတော့မသိစိတ်တို့တော့ကိုယ့်ရဲ့တကူထဲမှာစိတ်နဲ့စိတ်ဖြစ်နေတာသူတို့သိပြီးတော့ဘဝတစ်ခုနဲ့ဝင်စားလာတာတချို့ကျတော့ရှိတယ်အဲ့ဒီဘဝကနေသိပြီးတော့ဝင်စားလာတာလုံးဝအပိပြီးသွားပြီအဲ့ဘဝမှာရုပ်လည်းမကြံဘူးနာမ်လည်းမကြံဘူးဘာအကျွင်းကြံမှမကြံမဲနဲ့လူစစ်စစ်အပြေကံကုန်ပြီးရောက်လာတာအဲ့ဘဝကနေပြောမယ်ဆိုဒီညာတော့အပြင်တိုက်တယ်ဆိုတာကအပယ်လေးပုံနဲ့ပါတာ哦ဒီအပယ်ပုံမှာရှိရမယ့်ကံထက်ပိုပြီးတာလွန်ကောင်းမွန်တဲ့အကြောင်းတရားကြောင့်လူဖြစ်လာတာဒါပေမဲ့တချို့ကြတော့ရုပ်ကျွင်းချခဲ့ရတာရှိတယ်ရုပ်ကျွင်းဆိုတာလူလိုပြောရမယ်ဆိုလို့ရှိရင်တော့ရုပ်ခန္ဓာပေါ့သူရဲ့နာမ်မဲသွားလိုက်ပြီးတော့နာမ်ကနေတာလျင်ပရိသေတွေပြုတ်ပြီးတော့ဝင်ထားလာတာတချို့ကြတော့လေတရားဓမ္မတွေနဲ့ရှင်ပြီးကြည့်မယ်ဆိုရင်တော့လေဒါကမဟုတ်တာတွေရှောက်ပြောတယ်လို့ထင်ကြရရှိတယ်သို့တော့တရားဓမ္မနဲ့ရှင်တာထက်တကယ်လက်တွေ့မှာကြုံရတဲ့ကာယကံရှင်တွေကတော့ကိုတော့မလိမ်ညာဘူးပေါ့ဟုတ်ကဲ့ပါနော်အဲ့တော့ရုပ်ခန္ဓာကြံခဲ့တဲ့အခါမှာတချို့ကြတော့လေအိဆက်လျောင်းပြီးကြံခဲ့တဲ့ခန္ဓာရှိတယ်တချို့ကြတော့လေထိုင်ရက်ကြံခဲ့တာရှိတယ်တချို့ကြတော့လေရက်လျက်နဲ့ကြံခဲ့တာရှိတယ်တချို့ကြတော့ခြေလှမ်းနေတဲ့ဟန်အဲ့လိုရုပ်ခန္ဓာတွေကြံခဲ့တဲ့အခါမှာဒီရုပ်ခန္ဓာတွေကအတိုင်းပဲဒီတိုက်ဘဝမှာရှိတဲ့ရုပ်နာအတိုင်းပဲသူတို့သိတယ်မြင်တယ်ခံစားတယ်ဟုတ်ကဲ့ပါဆရာမဒါလေးကိုတော်တော်လေးဘူးတူတာလေးရတယ်ပေါ့နော်ဒါပြောရတာမကြားဘူးတဲ့အကြောင်းအရာပေါ့နော်အမေတိုက်ဆိုတာလည်းကိုယ့်ရဲ့အမြင်ရဆိုရင်ရှုပ်တယ်ပေါ့နော်တိတ်နားမလဲဘူးရှုပ်မှရှုပ်ထွေးပါတယ်အဲ့လိုမျိုးဆိုတော့လေဆရာမတွေဒီ professional ဆရာမတွေကလွယ်တာမန်လူတယောက်အနေနဲ့ရတယ်နားလဲဖို့ခက်တယ်ပေါ့နော်အဲ့ငါကဒီဘက်ရောက်လာပြီပေါ့နော်သူကဘာလို့ငါ့ကိုထားပြလဲငါကဒီဘက်ဒီခန္ဓာကြီးလေဒီယုတ်ကြီးမဟုတ်ဘူးလားဘာလဲလားဖြစ်တာပေါ့နော်ကိုကတာမန်လူလေဟုတ်တယ်မလားပြီးတော့ပြောခဲ့သလိုပဲဘဝပြောင်းလာတဲ့အခါမှာမမှတ်မိနိုင်တော့ဘူးလေလူကမမှတ်မိနိုင်တော့ဘူးအဲ့လိုမျိုးဟုတ်ကဲ့ပါဆရာမဒါဆိုရင်ဒီနေ့အပိုင်းလေးမှာတော့ဒီဆရာမဒီပြောခဲ့ရလေးတွေကိုတော်တော်လေးလည်းဘူးတူတာရပါတယ်ဆရာမနောက်ထပ်သိချင်တာလေးတွေကိုလည်းနောက်ထပ် episode မှာထပ်ပြီးတော့မေးခွန်းပြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအခုဆိုရင်အောင်ဆက်ကြလော်ကီပညာတန်းတန်းကဆရာမခင်ဦးသစ္စာနဲ့ဒီတိုက်ဆက်တွေကိုပယောဂတိုက်လို့ရလားအောက်လက်နဲ့တိုက်လို့ရလားပေါ့နော်နောက်ပြီးတော့ဒီတိုက်ဆက်တွေနဲ့ပတ်သက်ပြီးတော့သိစေခြင်းတဲ့အကြောင်းအရာလေးတွေကိုဆရာမပြပြပေးသွားတာဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ Lucky Podcast ကိုကြည့်ရှုအားပေးကြတဲ့တိုးချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်